Hello အားလုံးပဲမင်္ဂလာပါဒီရက်ကျွန်တော်website တစ်ခုနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ဆိုတော့တချို့ကတော့သိထားပြီးသားဖြစ်လိမ့်မယ်တချို့ကလည်းမသိသေးဘူးเนาะအကယ်၍ကျွန်တော်တို့ကဒီကို content video တွေလုပ်တယ်ဒါမှမဟုတ်လည်း movie recap ပေါ့နော်ကျွန်တော်တို့ဇက်ကားတွေကို recap ပြန်ပြီးတော့ပြောရှင်တယ်ဒါပေမဲ့ကျွန်တော်တို့အတန်လဲကိုပိုင်အတန်နဲ့မသုံးရှင်ဘူးเนาะဆိုလို့ရှိရင်ကျွန်တော်ဒီ website ကတော်တော်လေးကိုသုံးဝင်မှာဖြစ်တယ်ဆိုတော့သူကကျွန်တော်စာရေးပေးလိုက်ပြီးတော့မှကျွန်တော်ရဲ့စာကိုသူကအတန်နဲ့ပြောင်းပြီးမှဖြစ်တယ်ပေါ့နော်သူရဲ့အတန်ဆိုရင်တော့ဖြစ်ကျွန်တော်တို့ main လေးတန်ယောက်ျားလေးတန်ကြားရဲ့တန်ကျွန်တော်တို့ရွေးလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင် studio ပေါ့နော်ကျွန်တော် Google AI Studio ထည့်ဝင်ရရင်ဒီပေါ်ဆုံးကပေါ်ထားတဲ့ website ကိုကျွန်တော်သွားမယ်ဟုတ်ပြီဒီမျိုးပေါ်လာလို့ရှိရင်ကျွန်တော်ဒီဘက်မှာဒီညာဘက်တောက်မှာပေါ့နော် caster ဆိုတာရှိရဲအဲ့ဒါကိုကျွန်တော်နှိပ်လိုက်မယ်ပြီးတော့မှဒီခုရောက်လာဒီနေရာကိုကျွန်တော်ရောက်သွားလို့ရှိရင်ဒီဘက်မှာ generate media ရှိတယ်ဒီမှာ string ဒီမှာ generate media ဆိုတာကိုကျွန်တော်သွားလိုက်မယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော် Gemini speech generation ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီခုကျွန်တော်ဝင်လိုက်မယ်ဟုတ်ပြီဆိုတော့ကျွန်တော်ဒီနေရာနာရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာရွေးလို့ရတယ်ပေါ့နော် speaker 1 speaker 2ဆိုတာကကျွန်တော်တို့ဒီဘက်တောင်းပါပေါ့နော်multi speaker audio ရှိတယ် single speaker audio ရှိတယ်ကျွန်တော်ကအတန်ကိုတစ်ယောက်တည်းအနေနဲ့ပဲဆိုရင်ကျွန်တော် single နဲ့ယူလို့ရတယ်ကျွန်တော်ကအတန်ကို2ယောက်စကားပြောနေတဲ့ပုံစံမျိုးဆိုလို့ရှိရင်ကျွန်တော် multi speaker ကိုယူလို့ရတော့เนาะကျွန်တော်ကတော့ဒီဖက်တစ်ခုပဲကျွန်တော်စမ်းပြမယ်တစ်ယောက်တည်းဟာပဲကျွန်တော်စမ်းပြမှာပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပထမဆုံးဒီခုမှာတော့သူ့ရဲ့တုံးပေါ့နော်ကျွန်တော်စကားကိုဘယ်လို style နဲ့ပြောခိုင်းစေရှင်လဲပေါ့နော်ကျွန်တော်စကားကိုပြပြတတာနဲ့ညင်တာနဲ့ပြောခိုင်းစေရှင်လားဒါမှမဟုတ်ကျွန်တော်စကားကိုနံပါပါနဲ့ကျွန်တော်အဲ့လိုမျိုးပြောခိုင်းစေရှင်လားပေါ့နော်အဲ့ဒါရအောင်ကျွန်တော်ကရေးပေးလိုက်လို့ရတယ်ကျွန်တော်ကတော့ဒီမှာရေးထားတယ်ပေါ့နော်ကျွန်တော်ရေးထားတဲ့ဟာတော့အဓိကတော့ကျွန်တော်တို့ပေါ်ပေါ်ယူနဲ့စကားပြောတဲ့ပုံစံမျိုးကိုကျွန်တော်တို့လိုရှင်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်ကရေးပြထားတယ်အဲ့ဒီခါမှာဆိုရင်ကျွန်တော်ဒီဘက်မှာပေါ့နော်voice ဆိုတာရှိတယ်Zippy ပေါ့နော် Zippy ဆိုတာသူ့ရဲ့အတန်ပေါ့နော်ကျွန်တော်တခြားအတန်ပြောင်းပြမယ် Okay မကြိုက်တယ်ဘူးဟမ်Zippy ပြန်နှားထောင်ကြည့်မယ်နော် Okay ကျွန်တော်ဒီတယောက်အတန်ပဲရွေးလိုက်တော့မယ်ဆိုတော့ကျွန်တော်တို့ကိုပြောခိုင်းစေရှင်တဲ့စကားကိုကျွန်တော်ဒီမှာရေးထည့်မှာပေါ့နော်ကျွန်တော်မြန်မာလိုပဲရေးလိုက်ပါတော့ကျွန်တော်မြန်မာစကားပြောခိုင်းမယ်ဆိုတော့ကျွန်တော်ဒီမျိုးကိုလိုရှင်တဲ့အကြောင်းအရာကိုကျွန်တော်ရေးပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်မှာ run ဆိုတာရှိရောเนาะအဲ့ဒီကျွန်တော်ကနှိပ်ပေးလိုက်လို့ရတယ်ကဲဒီမှာတော့သူအလုံးလုံးနေဘူးเนาะသူပြီးတဲ့ခါကျရင်ကျွန်တော်ဒီမှာရောက်လာလိမ့်မယ်ကျွန်တော်ခဏလောက်စောင့်ပေးကြလိုက်အောင်ပါเนาะโอเคအဲ့တော့ကျွန်တော်တို့ပထမတစ်ခုပေါ့နော်ဆိုတော့ကျွန်တော်ဒီအတန်ကိုသဘောကျတယ်ဆိုလို့ရှိရင်ဒီ set တော့ set နေပြီးတော့မှ download ကျွန်တော်လုပ်လိုက်လို့ရတယ်ဒါ download ဆိုရလိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာ download ဖြစ်သွားပြီစာကတော့ကျွန်တော်အများကြီးရေးလို့ရတာပေါ့နော်ကျွန်တော်စာပိုက်တစ်ခုယူပြမယ်ပေါ့နော်ခဏနေကြရင်ဟုတ်ကျွန်တော်ဒီစာပိုက်ကိုတစ်ချက်လောက်စမ်းကြည့်အောင်နော်ဒါတော့ကျွန်တော်စာပိုက်တစ်ခုယူထားတယ်ဆိုတော့အဲ့ဒီဟာကိုဒီစကားပြောတဲ့တယောက်ကျွန်တော်ရွေးလိုက်မယ်လူငယ်များသည်နိုင်ငံတိုင်းလူမျိုးတိုင်း၏အသက်သွေးကြောနှင့်အနာဂတ်မျှော်လင့်ချက်ဖြစ်သည်ဟုသောအဆိုမှာမြန်မာနိုင်ငံအတွက်အထူးမှန်ကန်လာပါသည်မြန်မာနိုင်ငံ၏လူဦးရေသုံးပုံတစ်ပုံခန့်သည်အသက်15နှစ်ဒါတော့ဒီ Google AI Studio မှာကျွန်တော်တို့စာတွေသွားပြီးတော့မှထည့်ပြီးတော့မှကျွန်တော်အတန်နဲ့ပြန်ထုတ်တာပေါ့နော်အကယ်ကိုကဇက်ကားတွေကို recap ပြန်လုပ်ရှင်တယ်
ကိုယ့်ရဲ့တန်လည်းမပြောရှင်ဆိုတော့ကျွန်တော်ဇက်ကားကို script ရေးပြီးတော့မှဒီမှာလာထည့်လို့ရတာပေါ့နော်ဆိုတော့ script ရေးပြီးဒီလိုအတန်နဲ့ပြန်ထုတ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့recap video တွေရတယ်ဒါမှမဟုတ်လဲကိုက content လုပ်ရဲဆိုရင်ဒီ content နဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်တို့ဒီနေရာမှာလာပြီးတော့မှပြောခိုင်းလို့ရတာပေါ့နော် main လေးတန်နဲ့ဖြစ်ယောက်ျားလေးတန်နဲ့ဖြစ်ကျွန်တော်လုပ်လို့ရတယ် okay အဆင်ပြေကြပါစေ